ချင်းစွာနဲ့နှုတ်ဆက်ရမှာကိုသိလို့နေပါတယ်ဒီကနေရရဲ့ဆိုဝလုံးနဲ့နေရှင်တမှုဝေးကြရမယ်ဆိုတာငါတွေ့ဖြည့်စရာမယ်ဝေဒနာများနဲ့အသက်ခွဲမြဲရည်ကျွလူတွေဆွဆွဲတဲ့တရေပေါ်အိတ်တရေနာစာမဟုတ်ပေမဲ့လည်းဗျာကွာချလို့နဲ့အနေထားများကျွန်တော်က64သူမကရွှေသားပါစုကလေးရှောက်ဖို့ခံနေပါတယ်သူချေဘဝကခက်နေတဲ့နှလုံးသားကအုံနောက်ကိုအတုံးလာချတယ်သူချစ်သူကောင်းမလေးရဲ့ဝေးရပလုံးကအားနဲ့ယူဆိုင်ပြီးနားတော့တော့ဒီလိုစကလုံးကရှားတယ်ဒီဆက်လက်ရှိတဲ့ဖို့ဆိုရင်တော့ငါ့ကိုမုန်းမရမယ်မစီနေတဲ့တကားကခေါ်တဲ့တင်မင်းကြီးပါတင်မင်းကိုမောင်းထုတ်ဖို့ဆိုပြီးသူအိမ်ကငွေခင်းပြီးဒါအငွေတွေချက်ချင်းရှာဖို့ချိုးဘက်ကလည်းရေးချင်းမရှိပါအဲ့တော့ကန်တရားကတတ်မှတ်ထားတာကွေကွေမိတာအချင်းချင်းခါကပြေးလာခြင်းနဲ့မင်းအနာကိုငါတို့တော့ငါဝင်ဝင်တဲ့နေစတဲ့ပူစာစဉ်းစားလို့မရအဲစင်းဒီကိုမှနေငါနဲ့တင်ပေးစားတော့စားတော့ငါအဝေးကနေမဖြစ်နိုင်တဲ့ကြောက်တဲ့စကားကိုပါအခုတယောက်တည်းငါလမ်းနဲ့နေနာကိုရောက်အောင်ပြန်ခဲ့မယ်စိတ်ကူးရှင်နေခဲ့ဒီနာရဲ့ကြမှာတိုင်းတွေကထားလဲနေစိတ်မညစ်နေနေစိတ်မညစ်နေဒီနာရဲ့ကြမှာတိုင်းတွေကထားလဲနေစိတ်မညစ်နေနေစိတ်မညစ်နေဒီနာရဲ့ကြမှာတိုင်းတွေကထားလဲနေစိတ်မညစ်နေအမြင့်တောက်ကိုတော့အထင်တွေမလွဲနဲ့ဒီတိုင်းနဲ့ဆက်သွားရင်တော့ဆုံးတော့ငါပဲရေတွေကွဲမယ်စက်တက်လို့ရိုင်းတဲ့အော်ဟင်အားမရရင်စပင်းတွေလက်ဆွဲမလုံးနဲ့မိတ်ထားတယ်နင်းနဲ့နာကိုတော့မြင်နေစေပဲနေနေကွဲလွဲတွေးပါနာကအဝေးကြီးကိုလေစိတ်ကူးနဲ့အသွေးတီးလို့လေနေရှင်တန်ဖို့ရဲကြီးလို့နဲ့အဆုံးမကူတုံးလေငါတက်နိုင်တဲ့ဆေးပြီးလို့နဲ့မကန်တဲ့ဆုံးဖြတ်ချက်ဆိုပေးမယ်ညာလိုက်တွေးပြီးငိုခဲ့မမလေးရဲ့ကျူးစားပြီးတော့မှလှလာလေးနဲ့ကြောင်ဝင်လက်မာတာတဲ့စိတ်နဲ့ဆရာတွေကိုခဏခဏတွေးနဲ့ဒီငါ့ကိုတားခဲ့မှလားဆိုရင်အမြဲတမ်းပွားပါမေးတယ်ဘဝကိုလူကရွေးလို့မရတော့လူကဘဝကရွေးတယ်ဆက်တွဲဖို့ကြိုးစားတယ်ရစက်ဖို့တွေးတယ်စုလားသူမချစ်ဘွားတဲ့နူးနူးရှစ်ဆက်ချစ်တွေးတဲ့ဥမာအသေးကိုညီညာပြက်လို့အော်သမပြေမတတ်ထွက်အတွက်နေရှင်တဲ့ပေးပါဟာနှုတ်ဆက်တဲ့ဒီဘဝအတွက်တယောက်တည်းငါမနဲ့နေနာကိုရောက်အောင်ပြန်ခဲ့မယ်စိတ်ကူးရှင်နေခဲ့ဒီနာရဲ့ကြမှာတိုင်းတွေကထားလဲနေစိတ်မညစ်နေနေစိတ်မညစ်နေဒီနာရဲ့ကြမှာတိုင်းတွေကထားလဲနေစိတ်မညစ်နေနေစိတ်မညစ်နေနှုတ်ဆက်တဲ့ဒီဘဝအတွက်ရဲ့ကြမှာတိုင်းတွေကထားလဲနေစိတ်မညစ်နေ